အယိုးပါတယ်ဆိုတာတော့ကျွန်တော်တို့ဒီအယိုးထဲမှာရှိတဲ့ကြစ်လက်သိပ်သီးစာညော့နေလာတာကိုကျွန်တော်တို့အယိုးပါတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီကနေတဆင့်တက်လန်းသွားရင်တော့အယိုးပွားတဲ့ယောဂ osteoporosis လို့ခေါ်တဲ့အဆင့်ကိုရောက်ရှိသွားတာပေါ့လေဆိုတော့ဒီလိုအယိုးပါတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတာပေါ့မပြောင်းလဲနိုင်တဲ့အချက်လက်တွေလည်းရှိတယ်ပြောင်းလဲလို့ရတဲ့အချက်လက်တွေလည်းရှိတာပေါ့နော်အဲ့တော့မပြောင်းလဲနိုင်တဲ့အချက်လက်တွေကတော့နံပါတ်1ကတော့အသက်အရွယ်ကြီးမြင့်လာခြင်းနံပါတ်2ကတော့အမျိုးသမီးတွေသွေးဆုံးပြီးသွားတဲ့အခါမျိုးတွေမှာဖြစ်တတ်တယ်နောက်တစ်ခုကတော့ family history လို့ခေါ်တဲ့မိသားစုရာဇဝင်ပေါ့နော်မိသားစုထဲမှာအယိုးပါတတ်တဲ့လူရှိလို့ရှိရင်ကိုယ်လည်းဖြစ်နိုင်ခြေရှိတယ်နောက်တစ်ပိုင်းကတော့လူမျိုးပေါ့ကျွန်တော်တို့လူဒီအာရှအနွယ်ဝင်မိသားစုတွေကရိုးပါခြင်းပိုဖြစ်လိရှိတယ်ဆိုတာကိုစာတမ်းတွေကသိရှိရတာပေါ့လေနောက်တစ်ပိုင်းကတော့ပြောင်းလဲနိုင်တဲ့အချက်လက်တွေပေါ့အဲ့ဒါတော့အဓိကကဘာလဲဆိုတော့နေ့စဉ်ဘဝထဲမှာစိလိတောက်သုံးမှုများပြားမယ်အရက်တောက်သုံးမှုများပြားမယ်နောက်ကိုယ်လေးချိန်ရှိသင့်ရှိလိုက်တဲ့အလေးချိန်တဲ့အရန်လျော့နေနေတယ်ပေါ့နော်ကျွန်တော်တို့ BMI လို့ခေါ်ပါတယ်အဲ BMI က 18.5 အောက်ရောက်နေတဲ့သူတွေနောက်တစ်ခုကတော့ကိုယ်လက်လှုပ်ရှားမှုနေပါလွန်တဲ့လူတွေနဲ့အဓိကကြတာတော့ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ဓာတ်လုံလောက်မရရှိတဲ့သူတွေမှာတော့ဒီအယိုးပါတဲ့ယောဂဖြစ်တတ်တယ်ပေါ့ဆိုတော့ကာကွယ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီပြုပြင်ပြောင်းလဲလို့ရတဲ့အချက်လက်ကလေးတွေကိုလိုက်လံပြောင်းလဲရမှာပဲဖြစ်ပါတယ်ဆိုတော့နံပါတ်1အရေးကြီးဆုံးကတော့အာဟာရပိုင်းဆိုင်ရာပေါ့လေအာဟာရပိုင်းဆိုင်ရာမှာနံပါတ်1ကတော့ကယ်လ်ဆီယမ်ပေါ့အဲ့တော့ကျွန်တော်တို့လူကြီးတွေအနေနဲ့ကယ်လ်ဆီယမ်ကိုဘယ်လောက်အထိစားသုံးသင့်တယ်လဲဆိုရင်နေ့စဉ်1000ကနေ1200မီလီဂရမ်လောက်ရအောင်ကျွန်တော်တို့စားသုံးတင်တယ်အဲ့တော့တဘာဝအစားအသောက်ထဲမှာကျွန်တော်တို့ဒါနွားနှုတ်ရှိတယ်ပေါ့နော်နှုတ်တို့ဒိန်ဂျင်တို့ဒီလိုဟာတွေစားသုံးပြီးဖို့လိုအပ်တယ်အယိုးပါဝါစားနိုင်တဲ့ငါးကလေးတွေစားဖို့လိုအပ်တယ်ဟင်းသီးရွက်အစိမ်းเนาะအစိမ်းအောင်ဟင်းသီးရွက်တွေကျွန်တော်တို့စားပေးဖို့လိုအပ်တယ်နောက်တစ်ခုကတော့ဗီတာမင် D ရရှိအောင်နေဖို့လည်းလိုအပ်တာပေါ့လေဆိုတော့မနေ့9နာရီဝန်းကျင်မှာရတဲ့နေအောင်ကြီးထဲမှာဗီတာမင် D ပါတယ်တနေ့ကို10မိနစ်ကနေ15မိနစ်လောက်နေအောင်ကြီးထဲမှာလမ်းလျှောက်တာစားထိုင်ဖတ်တာဒါလေးတွေလုပ်သင့်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဗီတာမင် D ကျွဲဝသောအစားအသောက်များစားသင့်တယ်ဒါမှမဟုတ်ရင်လည်း supplement အနေနဲ့တော့ဗီတာမင် D ကိုတစ်နေ့ကို800ကနေ1000 international unit ကြားမှာကျွန်တော်တို့စားသုံးပြရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းရဲ့အရေးကြီးတာတော့စားတောက်တင်မကဘူးလေ့ကျင့်ခန်းကလည်းအရေးကြီးတယ်ပေါ့နော်ဆိုတော့ weight bearing exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းပေါ့အထူးသဖြင့်တော့လမ်းလျှောက်တာမတက်ရက်ပြီးပြေးတာလေကားအတက်ဆင်းမှန်မှန်လေးလုပ်ပေးတာနောက် weight လေးတွေမကြည့်တာဒါမျိုးကိုတစ်နေ့ကို30မိနစ်ကနေ45မိနစ်ပေါ့နော်နာရီဝက်တနေ့ကိုအနည်းဆုံးလုပ်သင့်တယ်တစ်ပတ်ကို3ချိန်ကနေ5ချိန်လုပ်သင့်တယ်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ဆေးလိပ်ဖြတ်ရမယ်အရက်တောက်ခြင်းကိုရပ်ဖို့လိုအပ်တယ်နောက်တစ်ခုကရှိသင့်ရှိတိုက်တဲ့ခန္ဓာကိုယ်အလေးချိန် BMI အတွင်းမှာဝင်အောင်နေထိုင်သင့်တယ်ပေါ့နော်နောက်တစ်ပိုင်းကအရေးကြီးတာကျွန်တော်တို့တိုင်းပြည်မှာမလိုအပ်ဘဲနဲ့ steroid လို့ခေါ်တဲ့ဆေးတွေကိုကြာရှည်ကြီးသုံးစွဲနေတာရှိတယ်အဲ့ဒါကဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ဒီ steroid ဆိုတဲ့ဆေးတွေကိုရေရှည်မတောက်သုံးသင့်ဘူးပေါ့နော်ဆိုတော့အယိုးပါခြင်းကိုကာကွယ်ဖို့အတွက်ကျွန်တော်ပြန်လဲချုပ်နှုတ်ပြီးတင်ပြရရင်တော့ခုနဆေးလိပ်ဖြတ်ရမယ်အရက်ဖြတ်ရမယ်လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ဓာတ်ကျွေဝအောင်စားသုံးဖို့လိုအပ်တယ်နောက်တစ်ခုကတော့ဒီ exercise တွေကျွန်တော်တို့ပုံမှန်နေ့စဉ်ဘဝထဲမှာပြုလုပ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျသင်မိသားစုရဲ့ပြေဝတဲ့အာဟာရနှုတ်မကောင်း